အားလုံးမင်္ဂလာပါဗျကျွန်တော်ကတော့စတီဗန်ပါဒီနေ့ကျွန်တော်ပြပေးမယ့်ကားက2003 model Nissan 10 bane မျိုးစားပဲဖြစ်ပါတယ်ဗျဒီကားကကျွန်တော်10 bane လို့ပြောပေမဲ့အရှိကကျွန်တော်22ခွဲခွေ site ကိုသုံးပေးထားပြီးတော့အနောက်မှာတော့ကျွန်တော်တို့19ခွဲခွေ site 2 ground သုံးပေးထားတယ်ဗျဒီကားကပြီးလို့ရှိရင်ပေအနေနဲ့မှာဆိုရင်တော့ပေက22ပေ23ပေဝန်းကျင်လောက်ပဲရှိတယ်ဗျပေတူဖြစ်မယ်ဗျ10ဘိန်းဖြစ်ပေမဲ့ပေတူနဲ့လာတယ်ဗျဒီကားကကျွန်တော်ထင်တာတော့ဒီလိုကားတွေကကျွန်တော်တို့လမ်းကျင်းတဲ့နေရာတွေအကွေးကောက်များတဲ့နေရာတွေမှာဒီလိုကားမျိုးကသုံးလို့အဆင်ပြေမယ်လို့ထင်တယ်ဗျပြီးလို့ရှိရင် engine နေနဲ့မှာဆိုရင်ဒီကားက G30 G380 engine ကိုသုံးပေးထားတဲ့အတွက်အယုံဆွဲအတွက်လည်းဘာမှစိတ်ပူစရာမလိုဘူးဗျရှေ့လေးနောက်လေးနဲ့ဖြစ်ပြီးတော့ကျွန်တော်တို့အနောက်ဘက်မှာကသုံးမိထားတာကပွေဆိုင်သေးတယ်ဗျ19ခွဲပွေဆိုင်သုံးမိထားတယ်ရှေ့ဘက်၄ခုံတွေပါဒီမှာဆွေးတာပြူတာဘာမှသိမရှိသေးဘူးဗျကားက2003 model လို့ပြောပေမဲ့ကျွန်တော်တို့ကားကြောကတော်တော်လေးလာသေးတယ်ဗျကားတစ်စီးလုံးပတ်လေစေးသားတွေအားလုံးကြံသေးတယ်ဗျလိုက်ကားတွေအများကြီးကြံသေးတယ်စေးသားတော်တော်လေးလာသေးတယ်ဗျကားဟာတွင်းကန်းနေကြည့်မယ်ဆိုရင်တော့ကျွန်တော်ဒီ driver ဘက်ရှမ်းခုံမှာတော့အပေါက်ပြေတော့ရှိနေပြီဗျ driver ဘက်ရှမ်းကခုံယော့နေတယ်နည်းနည်းကျန်တဲ့ဟာတွေတော့ဘာမှယော့တော့တိတ်မရှိသေးဘူးဗျအတွင်းကန်းမှာတအားညစ်ပတ်ပြီးတည်နေတာမျိုးလည်းမရှိဘူးဗျပြီးရင်ကျွန်တော်တို့အိတ်ခမ်းလည်းပါတယ်ဗျတွင်းကန်းမှာအိတ်ခမ်းပါမယ်ဂီယာအနေနဲ့မှာကျွန်တော် manual ဂီယာကိုသုံးမိထားတယ်ဗျ manual ဂီယာသုံးမိထားတယ်ပြီးရင် Maxi brake ရှေ့နောက်ပတ်လည် Maxi brake နဲ့လာတယ်ဗျကီလိုအနေနဲ့မှာတော့ကီလို6သိန်း6000ဂျပန်ကီလိုရှိသွားပြီဗျကီလို6သိန်း6000စီယာရန်တွေဘာတွေကတော့ပုံမှန်တိုင်းပဲဗျလက်ရတာအင်ဂျင်ကြောလေးလည်းတော်တော်လေးတင်းတယ်ဗျအင်ဂျင်တန်တော်တော်လေးတင်းတယ်အဲကွန်ခလုတ်တွေအားလုံးအလုပ်လုပ်တယ်ဗျအဲကွန်ခလုတ်တွေအလုပ်လုပ်ပြီးတော့အဲကွန်လည်းအေးတယ်ဗျအဲကွန်ပေါက်တွေအားလုံးကလေထွက်တယ်2003 model အနေနဲ့မှာဆိုရင်ဒီကားကတော်တော်လေးကားကြောကြံသေးတယ်လို့ပြောရမယ်ဗျအတွင်းခန်းတွေပါတယ်ဆိုရင်လည်းတော်တော်လေးတစ်ပြီးတော့တော်တော်လေးလာသေးတယ်အတွင်းခန်းတအားညစ်ပတ်ပေးတည်နေတာမျိုးမရှိသေးဘူးဗျဒီ model နဲ့ကျွန်တော်ပြန်ပြီးတော့တွက်ကြည့်မယ်ဆိုရင်ပေါ့ကားတစ်စီးလုံးမှာရှင်းကြည့်မယ်ဆိုရင်တော့ကားကြောတော်တော်လေးကြံသေးတယ်ပြောရမယ်ဗျ frame နေအနေနဲ့မှာဆိုရင်တော့ကျွန်တော် frame အကုန်လုံးပေါ့ frame တစ်ချောက်လုံးကoriginal စေးသားနဲ့ပဲရှိအောင်ဗျပြန်စေးတွေပါတယ်မှုတ်ထားတာမရှိဘူးဂီယာဘောက်တွေပါတယ်မှာဆိုရင်ကျွန်တော်တထုရောင်ဝင်ပြီးတော့ဂီယာဘောက်မှာဆိုတာစိတ်နာလည်းမရှိသေးဘူးဗျစီတိုင်ကြီးအကြီးနှလုံးသုံးမိထားတယ်ဗျကျွန်တော်ခရီးဝေးသွားလို့ရှိရင်တော့အဆင်ပြေမယ်ဗျစီတိုင်ကြီးအကြီးနှလုံးထည့်ပေးထားတယ်စီတိုင်ကြီးဘေးမှာလည်းခွေးကတန်နေပါပြီးသားပဲဗျအနောက်ဘက်ရှမ်းကျွန်တော်တို့အနောက်ဘက်ရှမ်းတာယာတွေဝိတ်ပြည့်မယ်လေးခုံနေမှာတော့ကျွန်တော်တို့လေးကကျွန်တော်လေးမောက်ခုံနဲ့လာတယ်ပေါ့ဒီကားကလေးမောက်ခုံ2 ground ဖြစ်မယ်ရှေ့နောက်ဒီအနောက်က ground on တွေကတော့နည်းနည်းတော့သေးမယ်ဗျဘာလို့ဆိုတော့19ခွဲ side ground on ဆိုတော့နည်းနည်းတော့သေးမယ်ဒါတော့ကျွန်တော်တို့22ခွဲ side ခွေကိုတုံးမိထားတယ်ဗျတာယာတွေကတော့အားလုံးနီးပါးဝိတ်ပြည့်တယ်ဗျစပယ်ဘိန်းတွေကအစတာယာအားလုံးဝိတ်ပြည့်တယ်ပြန်ပြီးတော့ဒီတိုင်းအသုံးပြုမယ်ဆိုရင်လည်းပြန်ပြီးတော့သုံးလို့ရသေးတယ်ဗျကျွန်တော်ဘေးကနန်ကာတွေလုတ်ပြီးထားတဲ့တက်ထုပေါင်တွေကမြင့်နေဗျနန်ကာမြင့်မယ်ပြီးရင်တော်တော်လေးလည်းလှသေးတယ်ဗျကျန်းကင်းနေထဲမှာဆိုရင်တော့ကျန်းကင်းအပေါ်မှာကျွန်တော်တို့တံပြားအုပ်ပေးထားတယ်ဗျကျွန်တော်တို့ဒီမိုးတွေဘာတွေရွာလို့ရှိရင်အောက်ကကျန်းကင်းတွေမဆွေးသွားအောင်အပေါ်ကတံပြားအုပ်ပေးထားတယ် frame ကတော့ကျွန်တော်တို့ frame မှာတန်ကြီးအဆက်အပြောက်လောက်ပဲရှိတယ်ဗျကျန်တာတော့အားလုံးရှင်းတယ် frame မှာဆွေးတာပြူတာတွေဘာမှမတွေ့ရဘူးဗျ Maxi brake ကတော့ပတ်လေ3မိထားတယ်ဗျရှေ့ရောအနောက်ရော Maxi brake ပတ်လေ3မိထားတယ်
ဒူးပေါက်တွေကျွန်တော်ပစ္စည်းထဲတဲ့ဒူးပေါက်တွေကို stainless steel တွေနဲ့လုပ်ပေးထားတယ်ဗျပစ္စည်းထဲတဲ့ဒူးပေါက်တွေ stainless steel နဲ့လုပ်ပေးထားတယ်တော်တော်လေးလှတယ်ဗျground on ရှေ့နောက် ground on နှစ်ခုလုံးမှာအယုတ်အစိမ့်ဘာမှမတွေ့ရဘူးဗျ ground on မှာစီဆိုတာစိမ့်တာဘာမှမတွေ့ရဘူးဒီကားကိုကျွန်တော်တို့ပြန်ပြီးတော့အတောင့်ဆင်ပြန်ပြီးတော့ခိုင်းမယ်ဆိုရင်တော့လုံးဝ share ဖြစ်သွားမယ်ဗျကားကအတောင့်ဆင်ပြီးတော့ပြန်ပြီးတော့ခိုင်းမယ်ဆိုရင်တော့တော်တော်လေးခိုင်းလို့ကောင်းမယ်ကားဖြစ်မယ်ဗျအင်ဂျင်အနေနဲ့မှာတော့ဒီကောင်က G30 အင်ဂျင်ကိုသုံးပေးထားပြီးတော့အင်ဂျင် power ကျွန်တော်တို့380 PS ထွက်တယ်ဗျ G30 380အင်ဂျင်သုံးပေးထားတယ်အပေါ်က inlet pipe ကတော့ inlet pipe အပြားလေးနဲ့လာတယ်ဗျ inlet pipe ပြားလာမယ်အင်ဂျင်တစ်လုံးလုံးမှာကျွန်တော်တို့စီယိုတာစိတ်ညာဘာမှမတွေ့ရဘူးဗျအင်ဂျင်ပဲရှမ်းဝင်ညာရှမ်းအယိုစိတ်ဘာမှမတွေ့ရဘူးကားရဲ့ခေါင်းတွေမှာလည်းပိန်တာရှိုက်တာတွေမတွေ့ရဘူးဗျကားခေါင်းတွေမှာလည်းအပိန်ရှိုက်မတွေ့ရဘူးစေးသားတွေပါတွေကွက်တာတော့တိတ်ပြီးတော့မတွေ့ရသေးဘူးဗျအင်ဂျင်ပေါ်မှာကျွန်တော်တို့တွေ့ရတာဆိုလို့ဒီဖုံမုံလောက်ပဲတွေ့ရတယ်ဗျအင်ဂျင်ပေါ်မှာတက်နေတဲ့ဖုံမုံကြီးမုံတလောက်ပဲတွေ့ရတယ်ဗျအင်ဂျင်မှာစီယိုတာစိတ်နာတော့လုံးဝမတွေ့ရဘူးဗျအင်ဂျင်တန်လဲပြီးတော့အင်ဂျင်တန်လဲတော်တော်လေးတင်းတယ်ဗျအင်ဂျင်တန်တော်တော်လေးတင်းတယ်အင်ဂျင်တန်လဲမှန်တယ်ဗျကားပြီးရင်အင်ဂျင်မှာကျွန်တော်တို့အငွေ့လည်းမတွေ့ရဘူးဗျအနောက်မီးခိုးငွေ့တွေပါထွက်တာမျိုးလည်းမရှိဘူးပြီးရင်ဒီဂိတ်တန်ကနေအငွေ့မုတ်တာမျိုးလည်းမရှိဘူးဗျဒါအင်ဂျင်ကျွန်တော်နိုးရဆိုတော်တော်လေးအင်ဂျင်ဂိတ်တန်ဆွဲကြည့်တဲ့အချိန်မှာအငွေ့တွေပါထွက်တာမျိုးလုံးဝမတွေ့ရဘူးဗျအနောက်မှာလည်းမီးခိုးတွေပါထွက်တာမျိုးဘာမှမရှိဘူးဗျအင်ဂျင်တော်တော်လေးတင်းတယ်တော်တော်လေးကောင်းတယ်ဗျတစည်းလုံးကျွန်တော်ရှုံပြီးတော့ပြောရမယ်ဆိုရင်ဒီကားကပေတိုဖြစ်သွားတာရဲ့ကျွန်တော်တို့ဒီအနောက်ဘက်မှာသုံးမိထားတဲ့ ground on ground to ground ကကျွန်တော်တို့ ground on နဲ့သီးွားတာတွေကလွဲရင်ကားတစည်းလုံးကဘာမှပြောစရာမရှိဘူးဗျအားလုံးအဆင်ပြေတယ်ဗျဒီလိုကားမျိုးကိုရှာနေတဲ့သူတွေလိုအပ်နေတဲ့သူတွေအတွက်ကတော့တော်တော်လေးအဆင်ပြေမယ်ဗျတချို့ဟိုမြေပြန့်ဒေတာမှာသုံးချင်လို့ကျွန်တော်တို့ဝိတ်အများကြီးတင်ချင်တယ်ကုံအများကြီးတင်ချင်တယ်ဆိုတဲ့လူတွေအတွက်တော့ဒီကားအဆင်မပြေဘူးဗျဘာလို့ဆိုဒီကားပေတိုဖြစ်တဲ့အတွက်ကျွန်တော်တို့တောင်ပေါ်လိုနေရာမျိုးတွေအကွေ့ကောက်များတဲ့နေရာမျိုးတွေလမ်းကျဉ်းတဲ့နေရာတွေဝင်ထွက်လောက်ရမယ့်နေရာတွေမှာသုံးမယ်ဆိုရင်တော့ဒီကားကတော်တော်လေးအဆင်ပြေမယ်ဗျအင်ဂျင်အနေနဲ့မှာလည်းဒီကောင်က G30 အင်ဂျင်ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့စိတ်ကြိုက်ခိုင်းလို့ရမယ်လို့တော့ကျွန်တော်ထင်တယ်ဗျအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုအချိန်ပေးပြီးတော့အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဗျကားနဲ့ပတ်သက်နောက်ထပ်တဲ့ဗီဒီယိုအသစ်တွေကြည့်နိုင်ဖို့ကျွန်တော် channel ကို subscribe လုပ်ပေးထားကြပါအောင်ဗျနောက်တစ်ပတ်မှာပြန်ပြီးတော့ဆုံကြပါမယ်
အားလုံးကျေးဇူးတင်ပါတယ်ဗျ